ယူဂျီဟာဂျွန်ဘဲကိုတားဆီးဖို့ကြိုးစားပေမဲ့ဂျွန်ဘဲကတော့ဒေါသတကြီးနဲ့သူ့ရဲ့ဂျယ်လီငါးရှီကီကာမီကိုသုံးပြီးတိုက်ခိုက်ပါတယ်။မာဟီတိုရဲ့တင်ပေးမှုနဲ့ဂျွန်ဘဲဟာဂျယ်လီဖစ်ရှ်ရဲ့လက်တံအတွင်းမှာရှိတဲ့အစိတ်တွေကိုကောင်းကောင်းသုံးတတ်နေပါပြီ။အစိတ်ကိုသုံးပြီးယူဂျီကိုတတ်ဖို့ကြိုးစားပေမဲ့ခွန်အားနဲ့စိတ်တဲ့အရာမှမရှင်နိုင်တာကြောင့်ဂျွန်ဘဲဟာထိနာသွားပါတယ်။ဂျွန်ဘဲကိုဖျောင်းပြမရတဲ့အဆုံးမှာယူဂျီဟာဂျယ်လီဖစ်ရှ်ရဲ့အစိတ်ဆိုးတွေနဲ့ထိုးခံလိုက်တာကြောင့်ဂျွန်ဘဲအံ့ဩသွားပါတယ်။အံ့ဩပြီးတိုက်ခိုက်မှုရွတ်တက်သွားတဲ့ဂျွန်ဘဲကိုယူဂျီကမေးခွန်းတစ်ခုမေးလိုက်ပါတယ်။လူတွေရဲ့အသက်ကိုတတ်ပြီးသွားရင်မင်းချစ်တဲ့လူတွေရဲ့တန်ဖိုးကရောလျော့မသွားဘူးလား။ဒီစကားကဂျွန်ဘဲကိုစွန့်အားသွားစေပါတယ်။ဂျွန်ဘဲကငိုပြီးတော့သူ့အမေတည်ဆုံးသွားတဲ့အကြောင်းလူတွေရဲ့နှလုံးသားကိုမယုံကြည်တော့တဲ့အကြောင်းဖွင့်ပြောပြပါတယ်။ယူဂျီကဂျွန်ဘဲရဲ့လက်ကိုဆုပ်ကိုင်ပြီးကျူးကျူးစုကြောင်းလာခဲ့ပါ။ငါမှအရန်တော်တဲ့ဆရာတွေအားကိုးရတဲ့တငယ်ချင်းတွေရှိတယ်။ငါတို့အဖြေတစ်ခုကိုအတူရှာကြမယ်လို့ကမ်းလှမ်းပါတယ်။ဒါဂျွန်ဘဲအတွက်မျောလင့်ချက်လင်းနှံလေးဖြစ်ခဲ့ပါတယ်။အဲ့ဒီမျောလင့်ချက်လေးရှိနေတော့မှပဲမာဟီတိုရောက်လာပါတယ်။ယူဂျီကအန်နီယယ်ကိုသတိပြုမိပြီးဂျွန်ဘဲကိုပြေးဖို့အော်ပြောခဲ့ပေမဲ့ဂျွန်ဘဲကဒါငါ့ကိုကူညီထားတဲ့မာဟီတိုဆန်ပဲဆိုပြီးယုံကြည်နေတော့ပါ။ဒါပေမဲ့မာဟီတိုကယူဂျီကိုကြည့်ပြီးရီမောရင်းမင်းကတကယ်ကိုတုံးအတာပဲလို့ပြောကဂျွန်ဘဲရဲ့ပခုံးကိုကိုင်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့စွမ်းအားဖြစ်တဲ့ transfiguration ကိုသုံးပြီးဂျွန်ဘဲရဲ့ဝိညာဉ်ပုံစံကိုချက်ချင်းပြောင်းလဲပြစ်လိုက်ပါတယ်။ဂျွန်ဘဲဟာစက္ကန့်ပိုင်းအတွင်းမှာပဲလူစင်စစ်ကနေရုပ်ပြက်ဆင်းပြက်တတ္တဝါကြီးဖြစ်သွားပါတယ်။ယူဂျီဟာရမ်းထိတ်လန့်သွားပြီးစုကုနာကိုကူညီတောင်းပါတယ်။စုကုနာမင်းငါစီကဘာပဲလိုချင်ငါပေးပါမယ်။ကျေးဇူးပြုပြီးငါနှလုံးသားကိုကုခဲ့တယ်လို့ဂျွန်ဘဲကိုကုပေးပါလို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့စုကုနာကပြက်ပြက်သားသားညင်းဆိုယုံနေမကပဲမာဟီတိုနဲ့အတူပေါင်းပြီးယူဂျီကိုဝိုင်းလောင်ရင်ရီမောခဲ့ကြပါတယ်။ဒါဟာယူဂျီဘဝမှာကြီးမားဆုံးရှက်ကွဲမှုနဲ့နာကျင်မှုပါပဲ။ခဏကြာမှပဲပုံပြောင်းသွားတဲ့ဂျွန်ဘဲဟာယူဂျီရဲ့ကြောင်နားမှာဘာလို့လဲဆိုတဲ့စကားတစ်ခုနဲ့သေဆုံးသွားခဲ့ပါတယ်။ဂျွန်ဘဲသေဆုံးသွားတာကိုမြင်လိုက်ရတဲ့ယူဂျီဟာတခါမှဖြစ်ဘူးတဲ့လူသက်လိုစိတ်တွေပေါက်ဖွာလာပါတယ်။သူဟာမာဟီတိုကိုအစွမ်းကုန်ထိုးနှက်ပါတယ်။မာဟီတိုကသူ့ကိုရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမတိုးဘူးလို့ထင်ထားပေမဲ့ယူဂျီရဲ့လက်သေးချက်တွေကမာဟီတိုကိုသွေးတဲ့တန်ယိုဖြစ်စေပါတယ်။ဘာကြောင့်လဲဆိုတော့ယူဂျီမှာစုကုနာရဲ့ဝိညာဉ်ရှိနေလို့ပါ။ဒေါသကြောင့်ဘာလို့မှဂယုမထားတော့တဲ့ယူဂျီဟာမာဟီတိုကိုပြင်းပြင်းထန်ထန်လိုက်လံတိုက်ခိုက်ရင်းတစ်ချက်မှာတော့မာဟီတိုရဲ့သရေပြောင်းဆူးတွေနဲ့ဝမ်းပိုက်ကိုထိုးဆိုင်ခြင်းခံလိုက်ရပါတယ်။ယူဂျီလည်းအထိနာသွားပြီမို့ပိုင်တွက်လိုက်တဲ့မာဟီတိုဟာလက်ဖွန်အားနဲ့ယူဂျီခန္ဓာကိုယ်ထိလိုက်ပြီးဝိညာဉ်ကိုသရေပြောင်းဖို့လုပ်ခဲ့ပေမဲ့မှန်းချက်နဲ့နှမ်းတွက်ကမကိုက်ခဲ့ပါဘူး။ယူဂျီဟာကျိန်းစာကောင်ဖြစ်ပြောင်းသွားပဲမာဟီတိုကသာယူဂျီခန္ဓာကိုယ်တွေကစုကုနာဝိညာဉ်ရဲ့စိတ်တွင်းနယ်မြေတွေကိုခေါ်ဆောင်ခံလိုက်ရပါတယ်။စုကုနာရဲ့စွမ်းအားကြီးမားလာတဲ့အရှိန်အဝါကြောင့်မှင်သက်နေတဲ့မာဟီတိုကိုစုကုနာကကိုယ့်အစ်စ်ကိုသိလို့တတိပေးပြီးပြန်လွတ်ပေးခဲ့ပါတယ်။လက်တွေ့မှာတော့ယူဂျီဟာမသေးသေးပဲမာဟီတိုကိုဆက်လက်တိုက်ခိုက်ပါတယ်။ဘလောက်ပဲတိုက်အထိမနာတဲ့မာဟီတိုဟာယူဂျီကိုပြန်တိုက်ဖို့ပြင်းနေစင်မှာပဲနနာမီကအချိန်မီလာရောက်ကဲတင်လိုက်ပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးစကားပေါက်ဖြစ်နေတာတောင်သူတစ်ပေါက်စိတ်ပူပေးနေတဲ့ယူဂျီကိုကြည့်ပြီးခုကြစပြီးမင်းကိုကျူးကျူးစုမော်စီယာဖြစ်သတ်မှတ်တယ်လို့ပြောလိုက်ပါတယ်။မာဟီတိုရဲ့အားနည်းချက်ကိုရှာလိုက်တဲ့အခါယူဂျီပေါ်မာဟီတိုရဲ့လက်ဖွားဆွမ်းမတက်ရောက်ပဲယူဂျီကသာမာဟီတိုကိုကြည့်အောင်တိုက်ခိုက်နိုင်ကြောင်းနနာမီသိသွားပါတယ်။နနာမီကယူဂျီကိုစိတ်အေးထားဖို့သတိပေးပြီးငါတို့နှစ်ယောက်ပေါင်းရင်ဒီကောင်တတ်နိုင်တယ်လို့ယုံကြည်ချက်ပေးပါတယ်။နနာမီကသူ့ရဲ့7-3 ratio အစွမ်းကိုသုံးပြီးမာဟီတိုရဲ့ခြေလက်တွေကိုပိုင်းဖြတ်ပါတယ်။ဒါပေမဲ့မာဟီတိုကသူ့ရဲ့ဝိညာဉ်ပုံစံကိုပြောင်းလဲပြီးချက်ချင်းပြန်ဆက်နိုင်ပါတယ်။မာဟီတိုအတွက်အကြောက်ဆုံးကယူဂျီပါ။ယူဂျီရဲ့လက်သေးတွေကမာဟီတိုရဲ့ခန္ဓာကိုယ်တွေမဟုတ်ဘဲဝိညာဉ်ကိုပါတိုက်ရိုက်ထိခိုက်စေတာပါ။နနာမီနဲ့ယူဂျီရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်မာဟီတိုကပထမဆုံးအကြိမ်ဖြစ်သေခြင်းတရားရဲ့အငွေ့အသက်ကိုခံစားလိုက်ရပါတယ်။သေသက်ခံရတော့မဲ့အခြေအနေမှာမာဟီတိုဟာသူ့ရဲ့အစွမ်းကုန်အလားအလာဖြစ်တဲ့ domain expansion တက်မြောက်သွားပြီးနနာမီတယောက်တည်းကိုပဲသူ့ domain ထဲမှာပိတ်လောင်လိုက်ပါတယ်။ domain ထဲမှာမာဟီတိုရဲ့ transfiguration ကနနာမီကိုထိစီရမလို့ပဲအဝေးကနေပုံစံကိုဖျက်ဆီးပစ်လို့ရပါတယ်။နနာမီဟာကျူးကျူးစုကျောင်းတော်ကထွက်လာပြီး4 နှစ်လောက်ကြာတဲ့အထိအလုပ်လုပ်ရင်းပတ်စံပဲရှာဖွေနေခဲ့ပါတယ်။ဒါပေမဲ့လည်းအသက်ရှင်ဖို့ကြောင်းပြချက်ဟာပတ်စံမဟုတ်တာကိုသိခဲ့ပြီးကိုဂျိုကန်းလန်းနဲ့အလုပ်ကိုပဲပြန်ပြီးလက်ခံခဲ့ပါတယ်။နနာမီဟာသူ့ရဲ့သေဆုံးချိန်ရောက်ပြီဆိုတာသိလိုက်ပြီးနောက်ငယ်ချင်းဟီဘာရီကိုတရိယာကအေးစစ်စစ်ပဲတည်ဖို့ပြင်ဆင်ခဲ့ပါတယ်။ယူဂျီဟာနနာမီကိုကယ်ဖို့အတွက်
ဒိုမိန်းရဲ့အပြင်ကနေထိုးခွဲဝင်ရောက်လာပါတယ်။ဒိုမိန်းတွေဟာထဲရလူထွက်ဖို့ခက်ပေမဲ့ပြင်ရလူကတော့ဝင်ဖို့လွယ်ပါတယ်။ယူဂျီဝင်လာတဲ့အခါမှာတော့ယူဂျီနဲ့အတူစုကုနာရဲ့ဝိညာဉ်မှာပါလာပါတယ်။စုကုနာဟာသူ့ရဲ့ဝိညာဉ်ကိုနှစ်ကြိမ်မြောက်တီးပါလာတဲ့မာဟီတိုကိုတီးမခံတော့ပါဘူး။ကြီးကျယ်ဒေါသထွက်ပြီးနနာမီနဲ့ယူဂျီရှေ့မှာတဲ့မာဟီတိုရဲ့ပခုံးကိုပိုင်းဖြတ်ပစ်လိုက်ပါတယ်။စုကုနာကြောင့်ဒဏ်ရာပြင်းထန်ရသွားတဲ့မာဟီတိုဟာသူ့ကိုယ်သူလေးဖောင်းသလိုလှုပ်ပြီးရေမြောင်းထဲကနေအမြန်ထွက်ပြေးသွားပါတယ်။ယူဂျီနဲ့နနာမီကလိုက်လက်တပ်ဖတ်ကိုစူးစမ်းပေမဲ့စကားပေါက်ဖြစ်နေတဲ့ယူဂျီရဲ့ခန္ဓာကိုယ်ကအကန့်အသတ်ကိုရောက်နေပြီမို့လို့လက်လျှော့လိုက်ရပါတယ်။တိုက်ပွဲပြီးမှနနာမီဟာယူဂျီကိုသေဆုံးသွားတဲ့အလောင်းတွေနာခေါ်လာပြီးစကားပြောပါတယ်။ယူဂျီကကျွန်တော်လူသားတွေကိုဒီလိုရုပ်ပြက်ဆင်းပြက်ပုံစံမျိုးနဲ့မဟုတ်ဘဲတမန်ရိုးရာနည်းနဲ့ပဲသေစေခြင်းကြောင့်ပြောခဲ့ပါတယ်။နနာမီကတော့တာမန်လူသားတွေဟာလူဆိုးတွေမဟုတ်ကြသလိုလူကောင်းတွေလည်းမဟုတ်ကြတာမို့မှန်ကန်တဲ့သေခြင်းတရားကိုမပေးနိုင်ကြောင်းပြောပြပါတယ်။ယူဂျီသာမကယ်ခဲ့ရင်နနာမီလည်းသေဆုံးနိုင်မှာမို့လို့သေသွားတဲ့သူတွေထက်မင်းကိုပိုပြီးလိုအပ်နေသူတွေရှိသေးတယ်။မင်းဟာဂျူးစုမော်ဆီယာတယောက်ဖြစ်ပြီးပြီဖြစ်တဲ့အတွက်ဘာမှသင်ပေးစရာမရှိတော့တဲ့အကြောင်းပြောရင်းထွက်သွားပါတယ်။နောက်ဆုံးမှာတော့ယူဂျီဟာသူ့တငယ်ချင်းတွေဖြစ်တဲ့မေဂူမီနဲ့နိုဘာရာတို့စီပြန်သွားဖို့ပြင်ဆင်ပါတယ်။သူဟာဂျွန်ဘဲအတွက်ဝမ်းနည်းနေပေမဲ့ဒီတဲ့ပိုပြီးတန်မာလာဖို့လဲဆုံးဖြတ်ချက်ချလိုက်ပါတယ်။